အားလုံးပဲမင်္ဂလာပါရှင်။အော်ပြောကြလေးကြံနေလို့ပါ။ကိုတနေ့ရတော့ငါတဲ့။ဤကိုအောင်စိုးတို့ပြန်တော့ငါတဲ့လက်ဆောင်ထည့်ပေးလိုက်တယ်တဲ့။ဘယ်ဒေတာပေးလိုက်တယ်လို့တော့ကိုလည်းမသိဘူးတဲ့။အဲ့လိုမျိုးမျိုးလက်ဆောင်ပေးထားတယ်တဲ့ပို့ထားတယ်တဲ့။ပြောတော့မှဆက်အပ်ထားလိုက်တယ်တဲ့ဆိုတော့ကိုလည်းဆက်ကအခုမှယူလာခဲ့တာ။ကိုမျက်မျက်နုံနုံနဲ့ဆင်းရဲတဲ့ကြားထဲကနေပြီးတော့ဝဲပေးတယ်တဲ့ချစ်ဖန်ကိုအများကြီးကျေးဇူးတင်ပါတယ်လို့ခုချိန်ကလူတိုင်းကခက်ခဲနေတဲ့အချိန်ကိုဒီလူတူတယောက်ကိုလိုင်းပေါ်မှာတွေ့ုံနဲ့မေတ္တာရှိတယ်ဆိုတော့တုံတန်ုံနဲ့မေတ္တာရှိလို့မရပါဘူးလို့အဲဒါကြောင့်မို့ကိုချစ်တဲ့လူလေးတွေရှိတယ်လို့မုန်းတဲ့လူလေးတွေရှိတယ်ဒါပေမဲ့ကိုမျက်မျက်နုံနုံနဲ့ချစ်တဲ့အမတယောက်ကိုတကယ်ကိုလိုက်လဲနဲ့ကျေးဇူးတင်ပါတယ်အမပေးတဲ့လုံကြီးအမလားညမလားတော့ကိုလည်းမမြင်ဘူးတော့မသိဘူးပေါ့ရှင်အဲ့တော့သူပေးတဲ့လုံကြီးလေးကိုမျက်မျက်နုံနုံနဲ့ဘုံကြီးကြောက်မှာဒီတစ်ပတ်ဥပုသ်ဆောင်ရင်းနဲ့ဝတ်ပါမယ်ပေးတဲ့လူတွေကုသိုလ်ရအောင်ကိုလည်းဝမ်းတာပီတိဖြစ်တယ်ကိုသူဘလောက်တန်လေးပဲပေးရလို့မှုစိတ်နဲ့တော့တကယ်ကိုမရှိပါဘူးရှင်တကယ်ကိုဝမ်းတာပါတယ်အထာရကြာပြီသူကလည်းခုမှကိုကိုချုပ်ပေးတာဒါလေးဝတ်ပေးပါမယ်ဝတ်ပြပါမယ်ဟိုကိုမျက်မျက်နုံနုံနဲ့ပေးလိုက်တဲ့ဟာလေးလည်းသူလည်းကုသိုလ်ရအောင်သူလည်းပီတိဖြစ်အောင်ကိုလည်းပီတိဖြစ်အောင်အဲ့တော့ကျမလည်းတကယ်ကိုလိုက်လဲနဲ့ကျေးဇူးတင်ပါတယ်လို့ချစ်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လူတိုင်းကန်တဲ့အဆင်ပြေပါစေတဲ့ကိုအောင်စိုးကပြောပြတယ်ညီကိုမချစ်တယ်မပြောနဲ့တဲ့သူ့မဲတဲ့သူ့မှာချင်မောင်းရောင်းရင်းနဲ့ကိုတဲ့ဝဲပေးတာဆိုတော့ကိုတကယ်ကိုအံ့ဩတယ်လို့တကယ်ကိုလည်းကျေးဇူးတင်တယ်လို့ဘလို့ပီတိမျိုးလည်းမတည်ဘူးပတ်စံရှိတဲ့လူပေးရှိတဲ့လူပဲဖြစ်မရှိတဲ့လူပဲဖြစ်ဖြစ်အော်ငါ့ကိုအဲ့လောက်တောင်မှသူတို့ကလိုင်းပေါ်မှာကြည့်ပြီးချစ်နေတာလားဆိုတဲ့ပီတိလေးကတကယ်ကိုပျော်ရပါတယ်လို့အဲ့တော့ဥပုံနေမှာဝတ်ပါမယ်တကယ်ကိုကျေးဇူးတင်ပါတယ်လို့ကိုလည်းကိုတတ်နိုင်တဲ့ဘက်ကတော့ကုသိုလ်ဒါနာလေးတော့လှုပ်ချင်တာပေါ့လှုပ်ချင်တာမှရင်နဲ့လှိုက်လဲနဲ့လှုပ်ချင်တာဒါပေမဲ့ကိုလှုပ်ချင်နေတဲ့အချိန်ခါကျတော့ကိုလည်းအစင်မပြေသေးတော့မလှုပ်နိုင်နေတာကိုအစင်ပြေးလာနေကိုတတ်နိုင်တဲ့ဘက်ကကုသိုလ်ဒါနာလေးတွေလုပ်မယ်လို့တော့စိတ်ကူးထားတယ်ရင်ထဲမှာတော့ရှိပါတယ်တကယ်ကိုကျမကုသိုလ်လုပ်ပြီးဆိုရင်တကယ်ကိုခက်ခဲကြက်တဲတဲ့နေရာကိုပဲလှုပ်ချင်တာစားရတဲ့နေရာမျိုးတွေဥပမာအစင်ပြေတဲ့နေရာမျိုးတွေမလှုပ်ချင်ဘူးဒါပေမဲ့အခုနေတော့ကို၌ကလည်းအစင်မပြေသေးတော့လှုပ်ချင်တဲ့စိတ်ကပဲရှိနေတယ်တကယ်လည်းကိုလည်းမဝင်တော့မလှုပ်နိုင်သေးတာလှုပ်နိုင်တဲ့ဒီနေ့ကြားလို့ရှိရင်တော့လုံမယ်လို့တော့ရင်ထဲမှာရှိကြပါတယ်အဲ့တော့ကျမချမ်းသာပါစေလို့အဲ့မလားညီမလားတော့မသိဘူးပေါ့နော်နောက်တစ်ခါအဲ့လိုမျိုးကိုကခက်ခဲနေတဲ့အချိန်ရုန်းကန်နေရတဲ့အချိန်တွေမှာအဲ့လိုမျိုးလက်ဆောင်ပစ္စည်းတွေဝယ်ပေးတဲ့အတွက်ဒါပေမဲ့အားလဲနာတယ်ကျေးဇူးလေးတင်ပါတယ်လို့